လူငယ်မင်းကအသက်ကိုကယ်ခဲ့တာဆိုတော့လှုပ်ဝက်ချက်တစ်ခုပြောပြမယ်အဲ့ဒီဝက်စာခွက်စုပ်ကယတနာပဲမြန်ယူသွားသူတို့ကိုအသာစီးမပေးနဲ့မထာနာမှုဒီကြောက်ခွက်ရောက်မလားဒီဝက်စာခွက်စုပ်ကိုပြောတာလားဟုတ်တယ်ဘလောက်လဲဒါကြီးကနန်လဲနန်လေးလေးနဲ့ဒီမှာရှိနေတာနှစ်ပေါင်းများစွာပြီတကယ်လို့ချင်းရင်တော့2500တပြားမှရှော့မရဘူးဒီလိုကြောက်စုံမျိုးအလကားပေးရင်တော့နေရာယူလို့မယူချင်ဘူးရပြီငွေချေစားတင်ဖက်တာပေးပါဒီနေ့တော့ကန်ကောင်းတာပဲဒီလိုမတုံးနဲ့တွေ့ရတယ်လို့အားလုံးမြင်ကြတယ်နော်သူဘာသာသူဝယ်တာတဲသွားပြီးမှပြန်လဲမပေးဘူးအေးပါပြောထားတဲ့အတိုင်းပဲပတ်စံရပြီဒီအမိုက်ကြီးမြန်ယူသွားငါဈေးရောက်တာမနှောက်ယှက်နဲ့ဟဲလို့ဆရာကျိုးဂရင်းကတစည်းလွတ်လိုက်ကားက3000ပေးမယ်ဝက်စာခွက်ကို2500နဲ့ဝယ်ပြီးမတည်နိုင်လို့3000ထက်ကုန်ခံတယ်မင်းကတော့ဆရာပဲတထေးဘာတယ်ရမှာလဲနန်စော်နေတဲ့နေရာစီလာခဲ့အဲ့ဒီဝက်စာခွက်ပဲတတိထားတော့မကွဲစေနဲ့ကောင်းလိုက်တာနောက်ဆုံးတော့ဒီကောင်ထွက်သွားပြီးနောက်ဆုံးငါသွားကိုထိခိုက်တော့မှမဟုတ်ဘူးမထာနာမှုပစ္စည်းပေးပတ်စံယူပြီးနောက်တမရနဲ့နော်နောက်တရားစီလာမြန်သွားထန်းတက်ကားဆေးဆက်စီသွားမယ်ဟာဘာလို့ဒီလောက်နေနေတာလဲမြန်တဲသွားမထာနာမှု900နဲ့လုပ်ပေးဒီအစာအိမ်2နာရီလောက်ရေဆိုအင်ဂျီနဲ့ရေပိုက်ပေးပါငါဘာသာဆေးမယ်900နော်အခုပဲလွှဲပေးမယ်အေးပါရေအားကြိုက်တယ်လို့စိတ်ပြီးရင်နေရာပြန်ဆေးခဲ့နှစ်ပေါင်းများစွာကြာခဲ့ပြီးမင်းဒုက္ခရောက်ခဲ့ရတာဒီနေ့တော့အလင်းရောင်ပြန်မြင်ရပြီလက်သေးငါချောင်းဒါကလက်သေးငါချောင်းငကားရုပ်တုပဲအကောင်းလိုက်မယ်စကြင်ကြောက်ဖြူငါချောင်းငကားဒါအဖိုးတန်ယတနာပဲအစည်းဝေးရက်လိုက်နိုင်ငံတော်ယတနာပေါ်လာပြီးကားပြင်ဒီအလွှာအယောင်နဲ့ဟောင်းနှမှုကဖြစ်ပြန်ရောဆက်ထားတာမဟုတ်ဘူးနန်းတွင်လက်ရကုန်းဦးဓာချက်လက်သေးငါချောင်းဖျားရည်တကယ်ကိုလက်သေးငါချောင်းငကားပဲမလွဲနိုင်ဘူးညွှန်ကြားရေးမှုရဲ့ဒါဘာပစ္စည်းလဲမောင်ရင်ဒါကနန်းတွင်3စကြင်ကြောက်ငကားအိုးပဲနိုင်ငံတော်ယတနာရွံမင်းရွံကပါလာတာဖြစ်နိုင်တယ်ဒါကနိုင်ငံတော်ယတနာရဲ့မောင်ရင်ငါ့ကို350နဲ့ရောက်မှာလားဒါနိုင်ငံတော်ယတနာလေးပြတိုက်ကိုလူရမှာညွှန်ကြားရေးမှုရဲ့ဆရာကဘယ်လောက်ပေးမှလဲ900နဲ့အမှတ်တရအလံတစ်ခုဟာမောင်ရင်ကိုစတာပါအပြက်စေး320စာချုပ်ချုပ်ရင်ပတ်စံတန်းလွှဲပေးမယ်ညွှန်ကြားရေးမှုရဲ့ကသဘောထားကြီးတာပဲဂါရောဝပြုပါတယ်ဆရာစကားအတိုင်းပဲဒီယတနာကိုပြတိုက်ကိုပေးပါမယ်ပန်းငါမင်းကိုလာကြည့်တာဟာညီလေးမင်းပါလို့ပြန်လာတာလဲအဲ့ဒီယတနာကပတ်စံအများကြီးရလို့ဒါကြောင့်ကျေးဇူးတင်ဖို့လာတာဒါမင်းအတွက်ကြောက်ခွက်အစ်စ်နောက်ဆိုမင်းသွားကျိုးတော့မှာမဟုတ်ဘူးကောင်းလိုက်တာဖြည်းဖြည်းစားမင်းကိုဘယ်သူမှလူမစားဘူးတိတ်ကောင်းတာပဲငါတက်လုံးဒီလောက်ချိုတဲ့တတိမစားဘူးညီလေးမင်းကလူကောင်းပဲမာဖူးရှမ်းထက်အစပေါင်းများစွာတာတယ်မင်းကသဘောကောင်းတော့ငါလဲမင်းကိုအနစ်နာမခံခိုင်းပါဘူးမင်းတခြားယတနာတွေတည်သေးလို့လားချင်းရှိတောင်နောက်ဘက်မှာလေကာကိုစခန်းအဟောင်းတစ်ခုရှိတယ်လွန်ခဲ့တဲ့ရက်ကညဘက်ဝက်ချန်တဲ့ကခိုးထွက်တုံးမြေခွေးနီတအုပ်ကိုတွေ့ခဲ့တာမြေခွေးနီအုပ်အစိမ်းရောင်အလင်းထွက်တဲ့ကြောက်တုံးကြီးဘေးမှာအိတ်နေကြတာအစိမ်းရောင်အလင်းထွက်တဲ့ကြောက်တုံးလားဟုတ်တယ်မင်းကောင်းထက်တောင်ကြီးတယ်အဝေးကြီးကတော့အစိမ်းရောင်အလင်းမြင်ရတယ်ယတနာတေးချတယ်ဘာလို့နီးနီးကက်ကက်သွားမကြည့်တာလဲအဲ့ဒီမြေခွေးတွေကတိတ်ကြောက်ဖို့ကောင်းတာငါနီးနီးသွားကြည့်တာနဲ့ဖင်ကိုကြိုက်တော့မလို့ချင်းရှိတောင်ကခိုးစခန်းတော့ငါမှတ်ထားမယ်တောင်ပေါ်သွားရင်တတိထားမြေခွေးတွေမကဘူးထောင်ချောက်တွေနဲ့ဓာတ်ကင်ထားတဲ့လူဆိုးတွေလည်းရှိတယ်အေးပြန်လာရင်မင်းကိုဝေပြီးကိုကောင်းတဲ့နေရာခေါ်သွားပေးမယ်မင်းပြောတာတော့ဝက်ကိုမညာကြီးစိတ်ချပါငါကဒီအတိုင်းလုပ်ပေးမယ်ဒါဆိုမြန်ပြင်စင်တော့အဲ့ဒီအစိမ်းရောင်အလင်းထွက်တဲ့ကြောက်တုံးကြီးကမင်းကိုပတ်စံအများကြီးရစီမှာဆရာကောင်းဆုံးဓာတ်ခန့်အင်ဂျီနဲ့မွေကြိုက်ခံဖို့ဖက်နှက်ပေးပါမောင်ရင်မင်းတောင်နဲ့ထဲသွားမလို့လားအင်းတက်တန်းရင်ဓာတ်နှစ်ချောင်းလက်နှိပ်တမီ3ချောင်းနဲ့ရှေးဦးတူနာပြုစုကရိယာပေးပါတွေ့တာပတ်တီအကိုက်ခဲပြောက်စေးနဲ့တတဝါဒဏ်ရာ3ပတ်တီးပါထည့်ပေးတတဝါ3ပါရမလားဒဏ်ရာရတဲ့တတဝါတွေ့ရင်ကူညီပေးမလို့ရတယ်အားလုံးပေါင်း38500 38000ပဲပေးခဲ့ချင်မယ်ဒီမှာပုံနေတာ2ရက်ရှိပြီးမြေခွေးမွေးတစ်ချောင်းမှမမြင်ရသေးဘူးစောင့်ရတာပေါ့တထေးက300ပေးထားတာတကောင်မိရင်ငါတို့ချမ်းသာပြီးမေမေကဲပါဦးအားအဲ့ဒီတန်ကောင်ကငါခြေထောက်ကိုကိုက်ထားတယ်မလုံနဲ့ငါဖြုတ်ပေးမယ်လူသားမင်းကပြောတာကြားရလားကြားရတယ်ခဏအောင်ထားချက်ချင်းတက်တာသွားမယ်ဘသူလဲရက်လိုက်ကောင်လေးငါတို့သားကောင်ကိုဘာလို့ထိတာလဲမြေခွေးညီကကာကွယ်ထားတဲ့တတဝါမင်းတို့ထောင်ချောက်စင်တာဥပဒေချိုးဖောက်တာပဲကိစ္စမဟုတ်တာလားမရှုံးနဲ့ဒီမြေခွေးလေးက9000တန်နဲ့တည်ရင်ဖဲလိုက်ငါတို့ကိစ္စဖြက်စီးရင်မညာတာဘူးမှလူသားကိုသူတို့ငါအရေးခွန်ခွာမလို့မကြောက်နဲ့ငါရှိတယ်သူတို့မင်းကိုခေါ်မသွားနိုင်ဘူးရင်းနှီးပေးတာမယူချင်ဘူးပေါ့ဒီမြေခွေးက9000တန်နဲ့ထိရဲရင်အသက်ဆုံးလိုက်နောက်ဆုံးပြောမယ်မြေခွေးထားခဲ့ပြီးထွက်သွားရမှာမင်းတို့သိချင်နေတာပဲ